အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ကဘာမြေပေါ်မှာလူသားတွေမဖော်ထုတ်နိုင်သေးတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်ဒီနေ့မှာတော့ထူးခြားဆန်းကျက်ပြီးသိပ္ပံနည်းကျရှင်းပြဖို့ခက်ခဲနေတဲ့နေရာတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားပေးဖို့နဲ့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုပါရစေလူတိုင်းကဘရာဇီးနိုင်ငံဆိုတာနဲ့လှပတဲ့ကမ်းခြေတွေဘောလုံးပွဲတွေနဲ့ကာနီဗယ်ပွဲတော်တွေကိုပဲပြည့်မြင်ကြမှာပါဒါပေမဲ့အာဂျင်တီးနားနယ်စပ်နားကဘရာဇီးတောင်ပိုင်းမှာတော့အလွန်ထူးဆန်းတဲ့မြို့လေးတစ်မြို့ရှိနေပါတယ်အဲဒီမြို့လေးရဲ့နာမည်ကကန်ဒီဒိုဂိုရိုင်းလို့ခေါ်ပါတယ်ဒီမြို့ထဲကိုရောက်သွားရင်လူကြီးမင်းတို့ဟာဘရာဇီးမှာမဟုတ်တဲ့ဥရောပကကျေးလက်ဒေသတစ်ခုကိုရောက်နေသလိုခံစားရပါလိမ့်မယ်ဂျာမန်ယဉ်ကျေးမှုတွေဂျာမန်စကားပြောတဲ့အနေနဲ့ပြည့်နှက်နေတဲ့အပြင်မြို့ဝင်မှာတင်အမွာတို့ရေမြေလို့ရေးထားတဲ့ဆိုင်းဘုတ်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီမြို့ကကမ္ဘာမှာအမွာမွေးဖွားနှုန်းအမြင့်ဆုံးမြို့ဖြစ်ကြော်ကြားနေတာပါဒီမြို့မှာကကမ္ဘာပြင်းပြနှုန်းတဲ့အမွာမွေးနှုန်းက9ဆတောင်ပိုများနေပါတယ်ကမ္ဘာပေါ်မှာကိုဝင်တဲ့80ဦးမှာတဦးသာအမွာမွေးတတ်ပေမဲ့ဒီမြို့မှာတော့ကိုဝင်တဲ့10ဦးမှာတဦးကအမွာမွေးနေလို့ဖြစ်ပါတယ်ဒါကြောင့်လဲမြို့ထဲမှာအမွာများရဲ့အိမ်လို့ခေါ်တဲ့အထိမ့်မှတ်တွေအပြင်အမွာကြောက်တိုင်တွေကိုနေရာနဲ့တွေ့နိုင်ပါတယ်ဒီမြို့လေးရဲ့ဆန်ပေဒရိုရက်ကွက်ကအမွာအများဆုံးရှိတဲ့နေရာဖြစ်အထူးကြော်ကြားပြီးနှစ်တစ်ချိန်မှာလဲအမွာပွဲတော်ကိုစီကားတိုက်မြက်စွာကျင်းပလေရှိပါတယ်ဒီပွဲတော်မှာတော့တစ်မြို့လုံးကအမွာတွေစုပေါင်းဆုံစည်းကြတာမို့တကယ်ကိုအံ့ဩစရာမြင်ကွင်းတစ်ခုပါပဲဒီမြို့မှာဘာကြောင့်အမွာတွေဒီလောက်များနေရလဲဆိုတဲ့ယူဆချက်မျိုးမျိုးရှိပါတယ်မြို့ကိုစတင်တည်ထောင်ခဲ့တဲ့မိသားစုတွေရဲ့မြို့ဗီဇအတွင်းမှာအမွာမွေးဖွားနှုန်းပါဝင်နေပြီးတော့လူကြီးနေပါတဲ့ဒီမြို့လေးအတွင်းကတွင်းနီးဆက်သူချင်းချင်းထက်ကတလဲလဲလက်ထပ်ချင်းကြောင့်ဒီဗီဇကယနေ့တိုင်အားကောင်းနေခြင်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်မြို့နီးမှာရှိတဲ့ရေတွင်းတွင်းကနေတတ်ထုတက်များပါတဲ့ရေကိုတောက်သုံးခြင်းကလည်းအမွာကိုဝင်ရရှိရန်အထောက်အကူပြုတယ်လို့ဒေသခံချုပ်ကယုံကြည်ကြပါတယ်ဒုတိယကမ္ဘာစစ်တွင်းကအကျဉ်းသားများအပေါ်မှာရက်ဆက်စွာဆက်တက်ခဲ့တဲ့နာဇီဆရာဝန်ဂျိုးဆက်မန်နီလာကစစ်ကြီးပြီးတဲ့နောက်မှာဒီဒေသကိုထွက်ပြေးလာပြီးတော့အမွာများမွေးဖွားရန်အတွက်လှုပ်ဝက်စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့ယူဆချက်၃မျိုးထွက်ပေါ်နေပါတယ်ဒီလှုပ်ဝက်ချက်တွေကတော့အခုထိငြင်းခုန်နေကြတော့မှာပဲဗျအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်